ကျမနာမည်မေသူပါ Mobile Operator Company တစ်ခုရဲ့ Call Center မှာညဘက် Customer Service ဝန်ထမ်းတစ်ယောက်အဖြစ်အလုပ်လုပ်ပါတယ်ကျမတို့အလုပ်ကည10 နာရီကနေမနက်6 နာရီအထိဆိုတော့ရုံးခန်းကြီးတစ်ခုလုံးမှာကျမတို့ညဂျူတီကြားတဲ့သူ4 ယောက်5 ယောက်ကလွဲပြီးဘယ်သူမှမရှိပါဘူးပုံမှန်အတိုင်းပါပဲညတကောင်ကြော်လာတာနဲ့ဖုန်းခေါ်ဆိုမှုတွေကတော်တော်လေးရှင်းသွားပြီးအားလုံးကငိုင်မင်းစားဖြူနေကြပါပြီအချိန်ကမနစ်2 လလီခွဲလောက်ရှိမယ်ထင်တယ်ကျမရဲ့ဖုန်းထဲကိုဖုန်းခေါ်ဆိုမှုတစ်ခုဝင်လာတယ် Operator 707မေသူပါဘာများကူညီပေးရမလဲရှင်တစ်ဖက်ကဘာသမ်းမပြန်မလာဘူးဆိုရဲလိုင်းမကြည့်တဲ့အတန်နဲ့လေးသန်းတဲတဲပဲကြားရလေဟယ်လိုကြားရလားရှင်ဟယ်လိုခဏကြာတော့ဖုန်းလိုင်းကကျသွားတယ်ကျမလည်းလိုင်းမကောင်းလို့ဖုန်းခေါ်ရင်းပြုတ်ကျသွားတာဖြစ်မယ်လို့တွေးပြီးဖုန်းကိုသူ့နေရာအတိုင်းပြန်ချထားလိုက်တယ်ဒါပေမဲ့15 မိနစ်လောက်အကြာမှာအဲ့ဒီဖုန်းနံပါတ်နဲ့ပဲနောက်တစ်ခေါက်ထပ်ဝင်လာတယ်ဟယ်လိုဘာများကူညီပေးရမလဲရှင်ဒီတစ်ခါတော့အထံထွက်လာတယ်ငိုရှိုက်သားနဲ့အတူအမျိုးသမီးငယ်တယောက်ရဲ့တုံညင်နေတဲ့အတန်မှာကူညီပါကျမကိုကယ်ပါအောင်ကျမအသက်ရှူလို့မရတော့ဘူးအမောင်ထဲမှာအေးတယ်ကျမလည်းလန့်သွားတယ်ဟုတ်ကဲ့အမအခုပဲဘယ်နေရာမှာလဲရှင်ဒီနေရာကိုပြောပြပါအောင်ကျမမသိဘူးရေထဲမှာကားထဲမှာဂျင်းကနေအတန်တစ်ချက်ကြားပြီးဖုန်းလိုင်းကထပ်ကျသွားတယ်ကျမစီထဲအယမ်းထင်သွားတယ်တခုခုတော့မားနေပြီဒါနဲ့ကျမလည်းအဲ့ဒီဖုန်းနံပါတ်ကို system ထဲမှာအမြန်ရိုက်ထည့်ပြီးစစ်ကြည့်လိုက်တယ် system ရဲ့မှတ်တမ်းမှာပြနေတာကကျမကိုတုံလို့တွားစေခဲ့ပါတယ်ဖုန်းနံပါတ်ပိုင်ရှင်မတီတာဝင်းအချိန်နေ inactive deceased မှတ်ချက်ဖုန်းပိုင်ရှင်သည်လွန်ခဲ့သော3 လခန့်ကရိုင်မတော်သစ္စာမှုကြောင့်ကွယ်လွန်သွားသောကြောင့်လိုင်းပိတ်သိမ်းထားသည်ကျမတကိုယ်လုံးကြက်တိမွေးညင်းတွေထောင်ထသွားတယ်ဒါဆိုငါခုနကစကားပြောလိုက်တာဘာတူလဲကျမလည်းစူပါဗိုက်ဇာကိုတွားပြောပြဖို့ထိုင်ကုန်ကနေထမလို့ရှိသေးတယ်ကျမဖုန်းထဲကိုအဲ့ဒီဖုန်းနံပါတ်နဲ့ပဲတတိယအကြိမ်မြောက်ဝင်လာခဲ့တယ်ဒီတစ်ခါတော့ကျမမကြိုက်ရဲတော့ဘူးဒါပေမဲ့ဖုန်းကအော်တိုကြိုက်ပြီးသားဖြစ်သွားတယ်ကျမဖုန်းကိုအမြန်ဆွဲချလိုက်တယ်ဒါပေမဲ့အတန်ကဖုန်းကနေထွက်မလာတော့ပဲကျမဘေးကကွန်ပျူတာစပီကာအသေးလေးကနေထွက်လာခဲ့တယ် music ရုတ်တရက်ကြက်လောင်လာသည်အတန်ကခုနကလိုတိုးညင်းတဲ့အတန်မဟုတ်တော့ဘူးဒေါသတကြီးအော်ဟစ်လိုက်တဲ့အတန်ဘာလို့ဖုန်းမကြိုက်တာလဲနင်တို့ကြောင့်နင်တို့အားလုံးကြောင့်ငါတည်ခဲ့ရတာစပီကာကနေထွက်လာတဲ့အတန်နဲ့အတူရုံးခန်းထဲကမီးတွေအားလုံးဖြောင်းကနေပွတ်လိုက်ပိတ်လိုက်ဖြစ်သွားတယ်ကျမအပါအဝင်ကြံတဲ့လုတ်ဖို့ကင်ဘတ်3 ယောက်လုံးကျုပ်လန့်တကြားအော်ဟစ်ကြတယ်အဲ့ဒီအချိန်မှာပဲကျမတို့အားလုံးရဲ့ကွန်ပျူတာစခရင်ဒီပေါ်မှာစာတစ်ကြောင်းနဲ့ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ကတော့ဒီဇလန်လေးကိုရေးသားတင်ဆက်သူတန့်အောင်စင်ပဲဖြစ်ပါတယ်ကျွန်တော်တင်ဆက်ပုံကစိတ်ဝင်စားစရာမကောင်းမိမယ်အဆုံးထိလိုက်ပါကြည့်ရှုနားဆင်ပေးခဲ့ကြလို့ကျေးဇူးအထူးတင်ရှိပါရဗျာတကယ်လို့ဇလန်လေးကိုကြိုက်နေတဲ့ခဲ့မယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe နဲ့အသစ်တင်တိုင်းတရားဖို့ဘေးနားက notification လေးကိုလည်းနှိပ်ပြီးအားပေးသွားဖို့တောင်းဆိုချင်ပါတယ်အားလုံးကိုနောက်ဗီဒီယိုမှာလည်းပြန်လည်ဆုံတွေ့ချင်ပါတယ်